တောနက်ထဲမှာနေထိုင်တဲ့လူရိုင်းဆန်ဆန်မိသားစုတွေကိုရှာဖွေတွေ့ရှိခဲ့လို့လူတန်းပေးခဲ့တဲ့ပရာဟိတကိုထုံးမင်းအားလုံးပဲမင်္ဂလာပါဆယ်လီထိုင်း news page ကနေပြောလေးကြိုဆိုလိုက်ပါတယ်။သွားရလာရလွယ်ကူတဲ့နေရာတွေလူသိများတဲ့နေရာတွေကိုသွားလူဖို့ကတိတ်ပြီးတော့မခက်ခဲပေမဲ့ခက်ခဲကြမ်းတမ်းလုံးတဲ့နေရာတွေစီကိုမမောနိုင်မပန်းနိုင်အရောက်သွားပြီးတော့ကိုညီဖေးမပေးနေသူကတော့ပရာဟိတသမားကိုထုံးမင်းဖြစ်ပါတယ်။ဒီနေ့ကဘာကြီးမှာနေ့စဉ်နဲ့အမျှအင်တာနက်တွေသုံးခင်မီနည်းပညာတွေနဲ့နေထိုင်နေကြတဲ့အချိန်မှာဒီကဘာကြီးရဲ့တထောင်တနီးအောင်တစ်ပင်တောတောင်တွေထူထပ်လုံးနဲ့တောနက်ကြီးတွေမှာပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်ပြီးတော့နေထိုင်နေကြတဲ့သူတွေအမှန်တကယ်ရှိနေပါတယ်။ကိုထုံးမင်းကဒီလိုတောနက်ကြီးတွေကိုရောက်သွားခဲ့ပြီးတော့သူတွေ့ခဲ့ရတဲ့မိသားစုဝင်တွေကမြို့ပြကလူတွေလိုနေအိမ်အခိုင်အမာနဲ့နေထိုင်ကြတာမဟုတ်ပါဘူး။တောတွေကဝါးတွေတီးရွက်တွေနဲ့ဖြစ်တယ်လို့မိုးကပြီးတော့တဘာဝတရားကြီးနဲ့တသားတဲ့ရိုးရိုးရှင်းရှင်းရှင်သန်နေထိုင်ကြတဲ့သူတွေပါမနေ့မူလင်းရင်ဝမ်းရီအတွက်တောတောင်ထဲမှာရရရှောက်ပေးစားတော့ပြီးတော့အေးအေးချမ်းချမ်းဖြတ်သန်းနေကြတဲ့လူသားတွေဖြစ်ပါတယ်။အဲ့ဒီလူမျိုးနယ်စုတွေနေထိုင်တဲ့နေရာကိုရောက်ဖို့အတွက်ကျိုင်းတုံမျိုးကနေနက်လင်းတောင်ရွာကိုကားနဲ့တနာရီကြာအောင်အရင်သွားရပြီးတော့နန်းဟဲလိုရွာကိုဆိုင်ကယ်နဲ့တနာရီခရီးဆက်သွားခဲ့ရပါတယ်။တောနက်ကြီးထဲမှာနေထိုင်တဲ့မိသားစုစီကိုရောက်ဖို့အတွက်ခြေလင်ခရီးနဲ့3နာရီတိတိထပ်မံလျှောက်သွားခဲ့ရပါတယ်။အစင်းစင်းကြော်ဖြတ်ပြီးတဲ့နောက်မှာတော့ကိုထုံးမင်းတို့အဖွဲ့ဟာတောနက်ထဲမှာနေထိုင်တဲ့မိသားစုလေးနဲ့တွေ့ဆုံခဲ့ရပါတယ်။သူတို့မိသားစုတွေကအရင်တုန်းကခန္ဓာကိုယ်မှာအဝတ်အစားမပါဘဲနေထိုင်ခဲ့ကြတာကြောင့်သူတို့ကိုလူရိုင်းလို့တောင်မှခေါ်ခဲ့ကြတယ်လို့ဆိုပါတယ်။တောနက်ထဲမှာနေထိုင်တဲ့သူတွေအတွက်အဝတ်အစားလည်းမရှိလို့သူတို့ဝတ်ဆင်ထားတဲ့အဝတ်အစားလေးတွေကအနီးအနားကသွားရလာရနည်းနည်းပိုလွယ်ကူတဲ့ရွာတွေအပြင်လောကနဲ့ထိတွေ့မှုရှိတဲ့သူတွေကနေစာနာလို့ပေးကမ်းဝေမျှထားတဲ့အဝတ်အစားအဟောင်းလေးတွေဖြစ်ပါတယ်။တခါတလေဖက်တောင်မပါပဲမြေကြီးပေါ်မှာခြေပလာနဲ့ရှောက်လန်းနေကြပြီးတော့ကိုထုံးမင်းကသူတို့မိသားစုလေးတွေကိုကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့တာပါပြင်ပလောကကြီးနဲ့အဆက်အသွယ်ပြတ်နေတဲ့သူတို့အတွက်တကယ်လိုအပ်နေတဲ့အခြေခံစားသောက်ကုန်တွေအသုံးဆောင်တွေကိုတွားရောက်လူတန်းပေးခဲ့တာပါပြင်ပလောကကလူတွေနဲ့အထီးတွေမရှိသလောက်နေပါတဲ့သူတို့မျိုးနယ်စုလေးကဘာသာစကားပြောဆိုဆက်ဆံမှုအပိုင်းမှာအားနေပါတယ်။ဒါကြောင့်ကိုထုံးမင်းကသူတို့ကိုစကားတွေသွားပြောတဲ့အခါမှာစကားကိုနားလည်ပြီးတော့ပြန်ဖြေတာမဟုတ်ပဲကိုထုံးမင်းပြောတဲ့စကားစုလေးတွေကိုအနောက်ကနေပဲ့တင်တန်လေးတွေလုံးအတိအကျလိုက်ပြောကြတာဖြစ်ပါတယ်။ကိုထုံးမင်းကစားမလားလို့မေးရင်သူတို့လေးတွေကလည်းစားမလားလို့လိုက်ပြောကြပါတယ်။လာလို့လက်ရက်ခေါ်ရင်သူတို့ကလည်းလက်လေးတွေရက်ပြီးတော့လာလို့အတန်ထွက်ပြီးလိုက်လို့ပြကြပါတယ်။စကားစာပြောတတ်စအရွယ်ကလေးငယ်လေးတယောက်ရဲ့ဖြူစင်မှုမျိုးနဲ့တူညီနေပြီးတော့သူတို့ရဲ့မျက်လုံးလေးတွေထဲမှာဘာအကြံစီမှမရှိသလိုအပြင်လူတယောက်ကဖော်ဖော်ရွရွဆက်ဆံတာကိုလည်းဝမ်းသာအားရနဲ့တုံ့ပြန်နေတာပါ။တောနက်ထဲမှာနေထိုင်ကြတဲ့ဒီလိုတိုင်းရင်းသားတွေကိုမြင်ရင်လူရိုင်းတွေများလားအန္တရာယ်ပေးတတ်သလားလို့အပေါ်ရန်ထင်မြင်တတ်ကြပါတယ်။ရုပ်သွင်းပြင်ကသာတောတောင်ရဲ့ရာသီဥတုတန်းတွေစီရင်နွမ်းပါမှုတန်းတွေကြောင့်ကြမ်းတမ်းပေမဲ့သူတို့ရဲ့စိတ်နှလုံးကတော့မြို့ပြကလူလေတွေထက်အစာပေါင်းများစွာပိုပြီးတော့တန့်စင်ပါတယ်။ကိုထုံးမင်းတို့ဖွဲ့ကမုံတွေအချိုကြီးတွေပြီးတဲ့အခါမှာလည်းရင်ကြည်လက်ခံကြပါတယ်။သူတို့ချင်းချင်းကြားမှာလည်းရတဲ့အရာလေးတွေကိုမျှဝေစားတောက်တတ်တဲ့မေတ္တာတရားတွေရှိပါတယ်။လိုအပ်နေတဲ့သူတွေစီကိုအချိန်ပေးလူပင်မခံပြီးတော့တွားရောက်ကူညီပေးတဲ့ကိုထုံးမင်းရဲ့စိတ်ထားလေးကိုသဘောကျရဲ့လားဆိုတာ comment မှာပြောပြခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။